ကျွန်တော်အများကြီးပြောတာအသေးစီဖုံးတာเนาะအသေးစီဖုံးတယ်ဆိုရင် level ဖြတ်မယ် level 1ဆိုရင်သူက10 to 30%ပုံမှန်လူသည်10%ဒီအသေးစီဖုံးတယ်ပုံမှန်လူတိုင်းကအသေးဆိုတာအစီခဲအစီပါတယ်ပေါ့နော်10%ဆိုရင်ဒါလက်ခံလို့ရတယ်10 to 30%ဆိုရင်ကျွန်တော်တို့က mind လို့သတ်မှတ်တယ် grade 1 30 to 60% ဆို grade 2 level 2ဆိုမတောင်းနဲ့ခဏနာစေးအစီချစေးထိုး weight shot လမ်းလျှောက်လေ့ကျင့်ခန်းလုပ် okay နော်အသေးစီဖုံးတာသိကျင်တယ်ဆိုရင်ကျွန်တော်အာထာဆောင်းနဲ့ဖြတ်လို့ရတယ်ကျွန်တော်အများကြီးပြောခဲ့ပြီးရှိမှအများကြီးကျွန်တော်ဟောဒီဝင်းလန်ကြည့်အသေးစီဖုံးဆိုအများကြီးပြောထားတယ်နော် level 1ဆိုရင် 30% ဒီဖုံးလို့10နဲ့30ဖုံးလို့ level 2ဆိုရင်30နဲ့60ဖုံးလို့နောက်ပိုင်းအာထာဆောင်းဆရာတွေကတော့ဖြတ်ပေးပါတယ် level 1တခါလေးမေးလိုက်တယ်အာထာဆောင်းဆရာကိုဆရာကျွန်တော် level ဘယ်လောက်လဲမိုင်းလားမိုင်းဆိုတာပြော့တယ် moderate အလက် severe ဆိုတာ more than 60% 60တော့ထပ်ဖုံးမှာတော့မင်းမစမ်းခါနေတော့အသက်6တော့မှာအဲ့တော့ကျွန်တော်ဒီမိုင်းမို့လို့ကျွန်တော်ဒီမိုက်နေတာမိုင်းဖြစ်အောင်လဲကျွန်တော်မှာမိုင်းဖြစ်တဲ့ဟာတွေဆွဲချတာလေမြန်မာပြည်မရအောင်စီစားများတယ်ကျွန်တော်မထမင်းသိမစားဘူးပေါ့နော်ဒီနေ့ဆိုကျွန်တော်ထမင်းမစားဘူးနေ့လေခြေပါသွားတယ်မနေ့ကကျတော့ကော်ဖီတောက်တယ်ပေါက်စီလေးစားတယ်ဒါကောင်မွေးတွေတလောက်လေးပဲစားတယ်ခြေပါမှာထမင်းမစားဘူးနော်မစားဘူးဘီယာတော့3ခွက်ကစ်တယ်အဲ့ဒါလည်းကောင်မွေးတွေပဲထမင်းတော့မစားဘူးဘီယာကစ်တယ်ညနေဝီစကီလက်ကြံဖြတ်တယ်ဒါကျွန်တော်ရန်ကုန်ကနေတောင်ကြီးတစ်ပတ်ကို9ရက်မှာ9လုံးမြောက်ပေါ့နော်ဒီနေ့ပြီးပြီလက်စသိမ့်ပြီမနေ့ပြန်စားရင်မတောက်ဘူးကျွန်တော်ကတစ်လမှာ4ပတ်မှာတစ်ပတ်ပဲတောက်တယ်3ရက်ကကလေးတွေရှိမှကျတော့ကွာမတောက်တဲ့လူကောင်းနေရတာပေါ့နော်လူကောင်းဟန်ဆောင်ရတာပေါ့သားတွေကိုမတောက်ဘူးဒါဆိုတော့တောက်ရင်မရဘူးကျွန်တော်ကျွတ်တယ်ပလက်တွေကျွတ်တယ်ကျွန်တော်ဘူးမှမတောက်ရဘူးမူးပြီးရမ်းနေမကောင်းဘူးလေအဲကျွန်တော်မိမအမြဲတမ်းညက်ရည်နဲ့မျက်ခွက်ပဲမူးပြီးသူ့ပဲရဲရတာလေကလေးတွေမရဲတော့ဘူးဆိုတော့ခုတော့မရဲတော့ဘူးရေခဲမို့စားထားတယ်ရေခဲမို့စားရင်တော့ပြန်ပြေတယ်နည်းနည်းလေးပျော်တယ်အဲ့တော့သူကအကောင်းဆုံးကလေစတော်ဘယ်ရီစားစတော်ဘယ်ရီကကြတော့အဲ့လိုမျိုးဘယ်ပြောမလို့အောက်ဆီတိုစင်ထွက်တာပေါ့စတော်ဘယ်ရီချယ်ရီရောက်ရင်တော်တန်ရုံလူပင်းဆိုစတော်ဘယ်ရီစားရင်သူကချက်ချင်းထွက်တယ်အောက်ဆီတိုစင်တွေထွက်တယ်စတော်ဘယ်ရီပဲစားမင်းအရက်တောက်နေတဲ့ကောင်စတော်ဘယ်ရီစားကောက်ကျွေးစတော်ဘယ်ရီရေခဲမို့ကျွေးလိုက်သူအနေပျော်လာလိမ့်မယ်လို့မှတ်ထားတော့ဟေးစတော်ဘယ်ရီတောင်းမယ်အဲ့တော့စတော်ဘယ်ရီစားတာသူကချက်ချင်းဟော်မုန်းထွက်စေတယ်အောက်ဆီတိုစင်ကိုထွက်စေတယ်ပေါ့နော်ဘယ်ရောက်တော့လဲမသိတော့ဘူးအဲ့တော့အသေးစီဖုံးတယ် level ဖြတ်ပါ level 1လောက်ဆိုရင်မင်းကစ်လို့ရတယ် level 2ဆိုရင် no 6လနာနော်စေးထိုးပလိုက်စီမဂရက်တာစီပတ်တိုက်ထိုးပလိုက်ကွာစေးထိုးပလိုက်ကွာအသေးစီဖုံးတာလက်ရော3လ6လပဲနော် okay